สวัสดีค่ะทุกคนอาลองมิงกลาบาชินี่สินตรงไทยสกาอดูลิวีกูลาตินเปดาบาชินัมเบอร์เดเมมาโลดีโกเบดูลาดาเลโซราโกไทยลูปัวชินရင်တော့ใครมาที่นี่ใครมาที่นี่ပြောလို့ရပါတယ်นะคะနံပါတ်1သူကဘသူလဲလို့ထိုင်းလိုမေးချင်ရင်เขาเป็นใครเขาเป็นใครလို့ပြောကြပါတယ်ค่ะနံပါတ်3သူဘယ်ကလာလဲလို့ထိုင်းလိုတစ်ဖက်လူကိုမေးချင်ရင်เขามาจากไหนเขามาจากไหนလို့ပြောလို့ရပါတယ်နံပါတ်4သူခဏလေးပဲလာတာကိုပြောချင်ရင်တော့ထိုင်းလိုเขามาแค่แป๊บเดียวเองเขามาแค่แป๊บเดียวเองလို့ပြောလို့ရပါတယ်เนาะနောက်ဆုံးနံပါတ်5အနေနဲ့သူကလူဆိုးမဟုတ်ဘူးလို့ပြောပြချင်ရင်เนาะထိုင်းလိုเขาไม่ใช่คนร้ายเขาไม่ใช่คนร้ายလို့ပြောလို့ရပါတယ်ค่ะမေးချင်တာလေးတွေရှိရင်เนาะ comment မှာမေးခဲ့ပေးပါအောင်ရှင် like နဲ့ share လေးတွေကိုလည်းလုပ်ပေးပါအောင်เนาะขอบคุณค่ะ